Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မင်းပိုင်ဟန်ပါဒီနေ့ဗီဒီယိုမှာကျွန်တော် reaction ဗီဒီယိုလုပ်မှာဖြစ်ပါတယ်။အကြောင်းလဲဆိုတော့ဒီအကြောင်းတွေကို reaction လုပ်ကြည့်မှာဖြစ်ပါတယ်။ဘယ်လောက်ဒီကြောက်စရာကောင်းလဲမကောင်းလဲဆိုတော့ဒီဗီဒီယိုမှာသိရအောင်။ Okay ဗီဒီယိုမစခင်ကျွန်တော် channel ကို like subscribe ကူညီပေးကြပါ။ချိန်ကြိုင်းမဆွဲနဲ့ကြည့်လိုက်အောင် But the moment she steps inside, the air shifts. Okay ဒီဗီဒီယိုမစခင်ဒီကျွန်တော်ရဲ့ဒီကြည့်ရမယ့်ဒီဗီဒီယိုတွေက YouTube channel အကြီးသွားယူခဲ့တဲ့အတွက်ဗီဒီယိုကို create ပေးပါတယ်နော်။ function နိုင်ငံခြားသားဖြစ်မှာ Okay စလိုက်အောင်ကြည့်လိုက်အောင် Look closely at her face. ကားပေါ်တက်လာတယ်ကျွန်တော်စိတ်ထင်အောင်ဒီကောင်မလေးနဲ့ထင်တာဒီမျက်လုံးကြည့်ပါဦးဗျာဟာဘူးနေရလားမသိဘူး Okay What the hell? What the hell? Okay လာတာသူ့ကိုကြည့်ရတာတစ်ခုခုဖြစ်နေတဲ့လုံးဝစိတ်မမှန်ဘူးလားမကျွန်တော်စိတ်ထင် It begins to distort. Her movements become jerky, unnatural. And then she opens her mouth in a way that is positively inhuman. ပါဇက်ရကြည့်အောင်ဗျာ Feel the driver's panic as he realizes he's trapped in a moving car with something malevolent. Is this a case of ကားသမားဆိုရတော့ or something ချက်ချင်းကန်ထုတ်ပြလိုက်မှဒီကျွန်တော်ကားပေါ်တော့ပေးတတ်မှာမဟုတ်တော့ But I want to hear your theories in the comments. Don't go anywhere, because our next clip is even more terrifying. ပထမဗီဒီယိုတော့ပါချင်း Her inside the cabin turned deathly cold. နောက်တစ်ခုကဒီကုဒီမှာဖြစ်သွားတယ်ဒီအတန်းရကြောက်စရာကြီးလား What the fuck What the hell ဘာလို့ကောင်းရောလားသူမကြောက်လားမသိဗျာသူမမြင်လိုက်ဘူးထင်တယ်သူကင်မရာထဲမှာကြည့်ရတာသူမမြင်လိုက်ဘူးထင်တယ် Slowly peeking from behind a chair, watching him with predatory ဟိုနောက် intent. မှာရှိရ Sam heard nothing but faint shuffling ဒီကောင်လည်း noises, ကြောက်မှုကောင်းတယ် unaware in the moment that the entity ဝတ္ထုတန်အမှတ်ပေးရမယ်ဆိုကျွန်တော်အနေနဲ့7လောက်ပေးလို It's က် a uniquely uncanny Not layer cool, to huh? the haunting. The activity recently escalated when Cheryl's daughter Yeah, reported seeing yeah, we something can move do inside the အင်ရ closet. သူ့အိမ်မှာစီးတဲ့အယုတ်ကိုကျွန်တော်ရှင်း Expecting ရ a rational explanation, Cheryl began recording, unaware that she was about to capture the house's energy, shifting into something aggressive. Hey guys, just wanted to jump on Yeah. real quick because I had to stop sewing. My daughter just said, အယုတ်တရေဖြစ်မှကြည့်ရ "There's something in the closet door." ဘုံလေးထင်ပါဘုံလေးတစ်ခုခုမြင်နေရတဲ့ပုံစံဖြစ်ရတယ်ဒီမှာဒီချောင်း What the hell အယုတ်ကလေးပါဖြစ်တော့ Is that scary? ရုပ်ကလေးဘာဖြစ်လို့ It's okay. It's okay What? ရုပ်နေကြည့်ပါဦးဘာဖြစ်လို့လှုပ်တာဟမ်အေး Come on. ဒါပြီးတော့ A mannequin standing in ကဲဒီဗီဒီယိုနဲ့ကျွန်တော်အနေနဲ့ဆိုရင်တိတ်ကနေ30ဆိုရင်ကျွန်တော်ဆိုရင်9ပဲပြန်ပြီးမှကျွန်တော်အရင်ကြောက်စရာတော့မပေါအောင်တရေမိတာမဟုတ်ဘူးဒါပေမဲ့ခဏ
ခုံဒီကလေးတိုင်းခုံနောက်ကနေပေါ်လာအဲ့ဒါကြီးကတော်တော်ကြောက်မှုကောင်းပြန်နောက်တစ်ခုဆက်ကြည့်လိုက်အောင် The sea began to rock violently until it was actually predated the mannequins. ကလေးတယောက်သူ့ရုပ်အတန်ခင်တာစိုက်ကြည့်နေတော့ဒီကလေးอ่ะဒီကွာဒါတော့ဒီပိတ်ပါမှာကြည့်ပါဒါတော့ဒီပိတ်ပါရင်ဒါတော့ဒီပိတ်ပါရင် Has since abandoned the room, refusing to sleep anywhere near the area. လောက်ပဲဒါ Unseen presence seems လောက်ပဲလားဒီကောင် You decide. Viral video from TikTok. ဟောဒီကောင်ကလောက်ပဲဒီကောင်ကကျွန်တော်နေတာ1 2တန်းအောင်ပေးမယ်ဆိုပြီးတော့ကြောက်စရာတော့တဲ့ကောင်ဒါကျွန်တော်နှစ်ပဲပေးမယ်တိတ်ကနေ30ဆိုကျွန်တော်နှစ်ပဲပေးမယ်မကြိုက်ခင်ဗျားတို့ကြည့်ရအောင် User. Nada más que no había querido venir a asomarme porque အခုကစူပါမားကတ်မှာဖြစ်တယ် es que en este maldito pasillo donde အဲဒီလို se asomó ဒီလိုစူပါမားကတ်ဆိုရင်တော်တော်ကြောက်မှုကောင်းမှတင်တရားမှလည်းမရှိဘူးညဘက်ထင်တယ်သူ့ကိုကြည့်ရ la cochinada esa, ahí en ese lado, ahí es donde se asomó. Y la verdad me da mucho miedo estar viniendo a asomarme para acá. ဘာရဲ့ဒီကောင်ကြီးလည်းမသိဘူးဟိုထူထမ်းတာဖြစ်နေကြည့်ရ Sueños, မဘယ်သူကြီးတော့ဟိုမှာ What no mames, se está moviendo. ¿Qué mierda pasa aquí? ¿Qué mierda pasa? ကျွန်တော်တို့ဒီလိုမျိုးနေရတာရောက်အောင်ဆိုတော့တော့ကြောက်မှုကောင်းပါကျွန်တော်တို့ပြေးရဒီလိုဆိုကျွန်တော်တို့ပြေးဟေးသူ့ဘာလို့လဲသူ့ဘာလို့လဲ Siguen pasando estas cosas que hago. Ya no sé si reírme de nervios, reírme por no llorar, ya no sé ni qué hacer. ¿Cómo vamos a acabar de ir? ဘောလုံးဘာလို့လဲဒီတိုင်းလိုရဖြစ်မှာ Behind a stack of ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့အမှတ်ပေးမယ်ဆိုရင်တော့တိတ်ကြောက်စရာတော့မကောင်းဘူးဒါပေမဲ့ကိုယ်ကအညာရောက်နေဆိုတော့တော်တော်ကြောက်မှတယောက်လေကျွန်တော်9မှတ်ပေး9ပဲတော့ရပေါ့9မှတ်ပေးမှာ30ကနေတိတ်ကနေ30ဆိုရင်ကျွန်တော်9မှတ်ပေးမယ်ဒီလိုခံစားချက်အိုးကြောက်ပါရင်ဖြစ်လာနော်အေးအခုဆွေးပါပြီးကြည့်ပါဦးတကယ်ချင်းဒီဆွေးအောင်သူဒီကွာ CCTV မှာ CCTV မှတ်တမ်းဘာလဲဆိုအမေလေးနှစ်ယောက်ဒီ CCTV ကင်မရာအကြောင်းမှုကောင်းတယ်ဒီမှုရဘယ်လိုရမ်းဒီ喂，都嘛都闹嘛，他都要烂呢。然后，放完video，可以，ဒီကောင်ကြည့်ရတခုခုတော့လောက်ထားတာထင်တယ်ဒီဗီဒီယိုဟာကောင်းသူ့နောက်မှာဒီတယောက်အဲ့လိုမျိုးလိုက်နေတာဒီဗီဒီယိုမှာကျွန်တော်ဒီကောင်မှတ်ပေးမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်စစ်လောက်ပဲကျွန်တော်ပေးမယ်အရင်သိကြောက်စရာမကောင်းโอเคကျွန်တော်ဗီဒီယိုကဒီလောက်ပဲနောက်လာမယ့်ဗီဒီယိုတွေမှာဒီထက်ကြောက်စရာကောင်းအောင်ကျွန်တော် like ရှာပြီးတော့ကျွန်တော် reaction ပြန်လုပ်ပေးပါဟုတ်ပါပဲဒီဗီဒီယိုမှာစိတ်ကြည်နေမှုကျွန်တော်အနေနဲ့စိတ်ကြည်နေမှုတင်တိတ်ကြောက်စရာမကောင်းတည်းကျွန်တော်အနေနဲ့တည်းအကြောင်းအရင်စိတ်ဝင်စားတဲ့လူတွေဘယ်လောက်တော့စိတ်ကြောက်စရာမကောင်းငွေချင်းလို့ဆိုတဲ့ဒီအရင်ဗီဒီယိုအဲ့လိုကြောက်စရာကောင်းတဲ့ဗီဒီယိုပါဆိုကျွန်တော်တို့ပို့လာပြီးလို့ရတယ်เนาะကျွန်တော်ရဲ့
Facebook မှာဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့ပြီးတော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာကျွန်တော်အကောင်းဆုံး reaction ပြန်လုပ်ပါမယ်ဒီကကြောက်စရာကောင်းအောင်ကျွန်တော်ပြန်လိုက်ရှာမယ်ဒီတော့တိတ်ကြောက်စရာမကောင်းအခုဒီနေ့ဗီဒီယိုပါโอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်